ဘလူးမကစားပြီးတော့သွားပြီးပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားအလေးလားသမီးလေးလားလာမေးတာပါပေါ့ဟဲ့သားလေးမွေးပါတယ်ဒီမှာဆိုတော့ဘလူးမကစားပြီးတော့သွားပြီးပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားပထမကြိမ်တော့သားလေးပျောက်သွားတယ်အိမ်နီးနားချင်းယူတာလို့တယောက်ယောက်ကယူတာလို့တငယ်ချင်းကယူသွားတာလို့ဆွေမျိုးတွေကခေါ်သွားတာလို့ဒီလိုထင်ရတယ်နောက်ကလေးရှာမရအောင်နှစ်ကြိမ်မြောက်လဲဒီအတိုင်းပဲမိဖွားတဲ့ကြိမ်လာပြန်ပြီဘလူးမလာစားတော့အဲ့ဒီမှာမြို့သမီးကသတိထားမိတယ်ငါတငယ်ချင်းအပေါင်းအသင်းကငါကလေးကိုလိုချင်လို့ဆိုပြီးတော့ခဏလေးခြိပရသည်နမ်းပရသည်တရားမှမရှိအဲ့ဒီရက်မှာရောက်လာတဲ့မြို့သမီးတယောက်ငါသူ့ကိုတခါမြင်ဘူးသူလာတဲ့အခါမှာလည်းပဲတခြားလူတွေနဲ့ပုံစံမတူဘူးဘလူးကဘလောက်ဖန်ဆင်းသူတော်ကောင်းတို့တွေမျက်လုံးနှစ်ဖူးမောက်မယ်နှစ်ယောင်ကောက်မယ်မျက်ထောက်နီမယ်အရေးမထွက်ဘူးဒါမျိုးလေးတွေရှိမှာကိုဗျဟုတ်လားအဲ့ဒါလေးတွေအကဲခတ်ကြည့်လိုက်တော့ဒါသူလူသားမှမဖြစ်နိုင်ဘူးဘလူးဖြစ်လောက်တယ်ငါဒီနေရာမှာနေပြီးတော့ဒီတိုင်းနောက်တစ်ခါ3ချိန်မြောက်ဖွာရင်လေဒီဘလူးမှလက်စာမိအောင်မယ်အဲကြောင့်သူ့ယောက်ျားကိုတိုင်ပင်ပြီးမောင်ရဲတဲ့ဒီတစ်ခါသားဖွာမယ်ဆိုရင်ကျမအမေစီသွားမယ်ကျမမေတို့ကသာဝတိမြို့လေကောင်းမှာဆိုတော့ဘလူးရန်တွေဘာတွေကင်းတယ်မြို့သားကလည်းသဘောတူတယ်ဟုတ်ပါပြီကွာဆိုပြီးတော့3ချိန်မြောက်ရောက်တဲ့ခါကျတော့အဲ့ဒီမှာကိုဝန်ရင်းမှဖြစ်တော့သာဝတိမြို့တဲ့သွားမိဖွာအဲ့ဒီချိန်မှာပြိဿဘလူးမကလည်းဝတ်တော်ဝန်နတ်မင်းရဲ့တံမှာရေတံတာဝန်ကြတယ်တခါကြရင်သူက5 လကြာတယ်ကိုလေးမလေးကသွားပြီးတော့မိဖွာဖို့တဲ့သူမိဘထံရောက်နေတဲ့အချိန်မှာသူကလည်းပဲဝတ်တော်ဝန်နတ်မင်းကြီးထီရမိဖွာပြီးတဲ့အချိန်ထိသူမပြန်သေးဘူးဟိုမှာမိတွေဘာတွေဖွာပြီးတော့ကလေးလေးနည်းနည်းလေးကြည်လာပြီးနာမကရဏနာမည်ပေးတဲ့မင်္ဂလာတွေဘာတွေလုပ်တော့အဲ့ဒီအချိန်မှာသူကဟိုကဝတ်တော်နမင်းထီကဘလူးမကလွတ်လာပြီးတော့သူနေတဲ့အိမ်ကိုသွားကြည့်တယ်မရှိတော့ဘေးကိုမေးတယ်ဟဲ့ဒီအိမ်ကဇနီးမောင်နှံဘယ်သွားကြခဏကြိမ်ရှိပြီကလေးလေးတွေဘလူးစားခံရလို့ဒီတခါစားမခံရအောင်သူမိဘထံသွားမိဖွာတာတဲ့ဘေးကပြိဿမသိဘူးဘလူးမမသိအဲ့လိုပြောလိုက်တော့ဘလူးမကဟဲငါလက်ကညှိလွတ်ရိုးလားငါမရအောင်လိုက်မယ်ဆိုပြီးတခါလိုက်အဲ့ဒီစင်ချိန်မိုးရက်ကွက်ရွာလေးကနေပြီးတော့သာဝတိမြို့ကိုလိုက်ဟိုကလည်းသာဝတိမြို့တဲကနေပြန်ထွက်ပြီးတော့သူတို့ရွာလေးပြန်ကန်ဒီမှာမြတ်စွာဘုရားရဲ့ဇေတဝန်ကျောင်းကြီးနာရေကန်ထဲမှာတို့ရေမိုးလေးချိုးကြအောင်ဆိုသားလေးလည်းရေချိုးပေးရအောင်ဆိုပြီးတော့အဲ့တော့